အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ကျွန်တော်ရဲ့ Facebook page မှာပေါ့နော်ဒီပါမင်းနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ဒီဝန်သားစရာတည်င်းကောင်းလေးကိုမျှဝေပေးမယ်ဆိုပြီးတော့မှကျွန်တော် Facebook မှာတင်ခဲ့တာဖြစ်ပါတယ်ဆိုတော့အဲ့ဒီတည်င်းလေးကိုဒီနေ့လာပြီးတော့မှမျှဝေပေးတော့မှဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ဒီအရန်လဲပျော်ရှင်မိတယ်ပေါ့နော်ဝမ်းလေးတာတယ်ဘာလို့ဆိုတော့ကျွန်တော်တို့ဆိုင်ကိုဒီကျွန်တော်တို့ရဲ့တထေးရပေါ့နော်ဒီဝါပါမမရှိသေးတဲ့လူတွေကျွန်တော်တွေကဒီ article 1တော့ article 2တော့မှာအကောင်လုံးဒီဝါပါမတွေလောက်ခဲ့တာပေါ့နော်ပါမတွေကုန်ရှိကြတယ်ဒါပေမဲ့နောက်အတိလာတဲ့လူတွေအတိဝင်လာတဲ့လူတွေပြီးလို့ရှိရင် passport ရှောက်ပြီးတော့မှဒီကြန့်ကြာတဲ့လူတွေဒီနောက်မှ passport ရလိုက်တဲ့လူတွေပေါ့နော်သူတို့ကတော့ဒီပါမမရှိကြဘူးပေါ့နော်ဆိုတော့ဒီနေ့တစ်ခေတ်ကကျွန်တော်တို့စီကိုလာပြီးတော့မှဒီ passport ရှိတဲ့လူတွေအကုန်လုံးကိုစည်ရင်လာကောက်သွားတယ်သူပြောတာကတော့ဒီပါမစ်ပြန်ကတ်လို့ရပြီပေါ့နော်ပါမစ်ပြန်ကတ်ပေးမယ်ဆိုပြီးတော့မှလာပြောတော့တာဖြစ်တယ်အဲ့ဒါကြောင့်ဒီသတင်းလေးကိုပေါ့နော်ကျွန်တော်မျှဝေပေးရခြင်းဖြစ်တယ်ဒါပေမဲ့ဒီပါမစ်ဖွင့်တာတော့ပါတော့ကဒီတရားဝင်ပြည်သေးဝင်ကြီးရဲ့ Facebook page မှာလည်းဘာမှတော့မကြေညာသေးဘူးဘာမှလည်း officially မချပြသေးဘူးပေါ့နော်ဒီကျွန်တော်အနေနဲ့လည်းဒီပါမစ်ဖွင့်တယ်ဆိုပြီးတော့မှအတိအကျကြီးအဲ့လိုမျိုးရှာပြတာမဟုတ်ပါဘူးခင်ဗျာနော်လက်ရှိကျွန်တော်တို့ဆိုင်ရဲ့ဒီအဖြစ်ပြက်လေးကိုပေါ့နော်ကျွန်တော်တို့ထေးရဘလို့ဆိုတာကိုကျွန်တော်မျှဝေပေးသွားဖြစ်တယ်လက်ရှိကျွန်တော်တို့ကိုယ်တိုင်လည်းပေါ့နော် article 1 2အကုန်လုံးပါမစ်လောက်လာခေကြတဲ့လူတွေဖြစ်တယ်ကျွန်တော်တို့ဆိုင်ကထေးရအမျိုးပါမစ်မကပ်ပေးနဲ့တခါမှဒီအဲ့လိုမျိုး passport လာတောင်းတာတော့ဒီပါမစ်ကပ်ပေးမယ်တော့တခါမှအဲ့လိုမျိုးမပြောဘူးဖြစ်တယ်တကယ်ကတ်တဲ့ချိန်မှာပါမစ်ကတ်တဲ့ချိန်မှာပေါ့နော်အဲ့လိုမျိုး passport လာတောင်းပြီးတော့မှလာပြောတာဖြစ်တယ်အဲ့ဒါကြောင့်မို့ဒီကျွန်တော်လည်းထင်တာပေါ့နော်ဒီသတင်းကအတိအကျဖြစ်လိုက်မယ်လို့ကျွန်တော်ထင်တယ်ဒီလက်ရှိမှာတော့ဒီပြည်သေးဝင်ကြီး page မှာတော့ဘာမှဒီ officially ကြေညာတာမရှိဘူးဒီပါမစ်ဖွင့်တာတော့ဘာတော့ကြေညာတာမရှိဘူးဒီမေလတရက်နေ့ကစပြီးတော့ပေါ့နော်ကျွန်တော်တို့တထေကအမျိုးလာပြောတယ်ဆိုတော့ပြီးလို့ရှိရင်ဒီနေ့ကျွန်တော်တို့ဒီသတင်းမှာလည်းပေါ့နော်ဒီမလေးရှားဝန်ကြီးချုပ်အနဝါကဒီမလေးရှားလုပ်ငန်းရှင်တွေအတွက်ပေါ့နော်ဘတ်ဂျက်ဘီလီယံဘလောက်ရှာပေးတယ်ဆိုတဲ့အကြောင်းတွေပေါ့နော်ကျွန်တော်တို့တွေ့ရတာဖြစ်တယ်ကျွန်တော် personal အထင်ရပေါ့နော်ဒီပြည်သေးဝင်ကြီးကဒီ permit တွေကိုဒီ officially ပေါ့နော်တရားဝင် line ပေါ်မှာဒီသတင်းပေါ်မှာမကြွညာတော့တာကဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီ article 2တုန်းကပေါ့နော် article 1ဖွင့်ခဲ့တယ် article 2ဖွင့်ခဲ့တယ်အဲ့တုန်းကဆိုရင်နိုင်ငံသားတွေကအရန် complaint တက်တယ်ဒီစန္ဒပြပွဲတောင်လုပ်ခဲ့ကြတယ်ဘယ်လိုမျိုး complaint တက်ခဲ့ကြလဲဆိုတော့ဒီ article ဖွင့်လို့ပေါ့နော်နိုင်ငံခြားသားတွေပို့တိုးတာလဲပို့များလာတယ်ဆိုပြီးတော့မှဒီပေါ့နော် KLCC မှာတော့မှဒီအများကြီးလူအများကြီးနိုင်ငံခြားဆန့်ကျင်စန္ဒပြပွဲတောင်သူတို့လုပ်ခဲ့တာဖြစ်တယ်အဲဒါကြောင့်မို့ဒီပေါ့နော်ဒီပြည်သေးဝင်ကြီးကလည်းဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှတိတ်ပြီးတော့မှဒီတရားဝင်မလုပ်ရတော့ဘူးပေါ့နော်အခုချိန်မှာကြတော့ဒီလုပ်ငန်းရှင်တထေးတွေနဲ့ပေါ့နော်ညှိနှိုင်းပြီးတော့မှဒီပါမစ်ကိုလုတ်ခွင့်ပေးလိုက်တာလားဘယ်လိုလဲကျွန်တော်လည်းနားမလည်ဘူးပေါ့နော်ဒီကျွန်တော်တို့တထေးကိုယ်တိုင်ပဲတီးမှဖြစ်တဲ့အတွက်ဒီတထေးကိုလည်းမဲတော့မေးဘူးပေါ့နော်ဒါပေမဲ့တထေးကဒီပါမစ်ပြန်လုတ်ပေးမယ်လို့ပြောတဲ့အတွက်ဒီနေ့အကုန်လုံး passport တော့အကုန်လုံးစီးရင်အကုန်လုံးပေးလိုက်ကြတယ်ပေါ့နော်အဲ့ဒါတော့ပဲကျွန်တော်တီးတယ်ကျွန်တော်အနေနဲ့ဒီဟာကိုဒီပါမစ်ဖွင့်ပါတယ် official ဖွင့်ပါတယ်ဆိုပြီးတော့မှပြောလို့ချင်းမဟုတ်ပါဘူးဘာလို့ဆိုတော့လက်ရှိကျွန်တော်ဆိုင်မှာဖြစ်နေတဲ့အရာတွေပေါ့နော်လက်ရှိကျွန်တော်တို့လည်း article 1မှာကန်ခဲ့တယ်တတိယလာပြောတယ်ကျွန်တော်လောက်လိုက်တယ် article 2တော့မှတော့လည်း article 2ဘယ်လိုရှောက်မလဲpassport လာပေးပါစီရင်လာပေးပါဆိုတော့ပေးတယ်အဲဒါဆိုတော့တွားလျှောက်တယ်အခုလည်းအဲ့လိုမျိုးဒီ permit လျှောက်လို့ရအကြောင်းလာကြတယ်ဆိုတော့ပေါ့နော်ဒီလိုစီရင်နဲ့လာကောက်တယ်ဆိုတော့ဒီဟာ permit လျှောက်လို့ရတယ်ဆိုတာတေချာတယ်လို့တော့ကျွန်တော်ထင်တာပေါ့နော်အခုကြည့်နေတဲ့ဒီညီကောင်မတွေလည်းပေါ့နော်ကိုတထေးကအဲ့လိုမျိုးဒီ permit လျှောက်ဖို့စီရင်တွင်ခိုင်းတာတော့ပါတော့ပေါ့ agency က permit လျှောက်လို့ရတော့မယ်ဆိုတဲ့အကြောင်းတွေကြားတယ်ဆိုရင်ပေါ့နော်အားလုံးသူတီးခွင့်ရအောင်ပေါ့နော်comment မှာရေးပေးခဲ့ကြပါဦးခင်ဗျာနော်အားလုံးကိုကျေးဇူးတင်တယ် bye bye